ဒီကနေ့စီရီနဲ့ထိုင်းစာနဲ့ချီပြီးတင်လာတဲ့မြန်မာတပတ်ကိုဆုချပေးခြင်းပါတယ်စီရီလိုလူမျိုးကပေါ့ပေါ့ပဲပဲပေးမလဲအခုခေတ်ကကျမရေးကအရေးကြီးဆုံးလေအဲ့ဒါကြောင့် Absolute Health စေကန်က9သိန်းတန်ကျမရေး package တစ်ခုကိုကျမတပတ်ဝယ်ပေးလိုက်ပါတယ်တပတ်ပါမလဲ unique ค่ะ အစင်းငင်းစစဒီခါရောက်လာတာနဲ့ information အရင်ဖြည့်ရမယ် patient အတွက် complimentary ဒီ program ကတော့ bio feedback scan လို့ခေါ်ပါတယ်ဒီ program ဆိုရင်ကိုယ် cell ရဲ့အားနည်းချက်တွေကိုဖော်ပြပါတယ်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဘာ vitamin တွေလိုနေတာလဲအနာဂတ်ဘာယောဂါတွေဖြစ်နိုင်တာလဲအဲ့တော့ကြိုတင်ပြီးတော့ဘယ်လိုကုရမလဲဘာစားရမလဲဘာတောင်းရမလဲဆိုတာကိုသိနိုင်မှာပါမိုင်းနေရောမိနစ်40တောင်စောင့်ရမယ်ဆိုတော့ဒီမှာဘာတွေရှိလဲဆိုတော့ဆက်စုကြည့်အောင် colonic အခန်းဒီမှာဆိုရင် detox ပါအဲ့တော့ကိုယ့်ရဲ့ဟိုကလေးတွေမြင်နေရမယ် oxidation room ဒီမှာဆိုရှင်ကိုယ့်ရဲ့သွေးကိုဒီလိုသွားမယ်ယူပြီးတော့ oxidize လုပ်တာပေါ့နော်လောကူကူနဲ့ပြောရမယ်ဆိုရှင်သွေး detox ပေါ့ပို့ပြီးတော့ fresh သွားအောင်ဒါကတော့ hyperbaric capsule ပါဒီ capsule ထဲမှာက oxygen ပေးတာပေါ့နော်ဟောဒီမှာထိုင်ပြီးတော့relax and then get the oxygen the fresh pure oxygen ကဲမိနစ်40ပြည့်သွားပါပြီဒီတစ်ခါဆရာဝန်ကပဲလာပြီးတော့ consult လုပ်ပေးမှာပါ nurse သမဟုတ်တခြားဝန်ထမ်းတွေကဒီဟာတွေကိုရှင်းပြလို့မရဘူးเนาะဆရာဝန်မှပဲရှင်းပြလို့ရတာပါဆရာဝန်ကထိုင်းလို့ရှင်းပြပေးမယ်မပူပါနဲ့ရှင်စကပြန်ရှိပါတယ်ဖြီဝမ်ရှိပါတယ်မြန်မာလိုလက်ကျွမ်းထိုင်းလိုလက်ကျွမ်းစိတ်တိတိကျကျကိုသိရမှာပါဒီမှာက one stop service ဖြစ်တဲ့အတွက်ဆရာဝန်နဲ့ consult လုပ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကဘာတွေလိုအပ်လဲဆိုတာကိုသိရပြီးဆရာဝန်ဘက်ကကိုယ့်အတွက်အဆင်ပြေဆုံး program သမဟုတ် supplement လေးတွေကိုပြန်ပြီးတော့ညွှန်းပေးမှာပါဈေးနှုန်းကလည်းပြောမယ်ဆိုရင်ဆေးရုံတော်တော်များများတွေတည်းပိုတန်ပါတယ်ဒီမှာဆိုရင်စက်မရေးနဲ့ပတ်သက်ပြီးတော့လူကြီးလူငယ်အတွက် program အမျိုးစုံရှိပါတယ်ခြားချက်လက်တွေထပ်သိကျင်နေဆိုရင် Absolute Health Clinic ကနေစင်တိုက်ရိုက်ဆက်သွယ်မြင်လို့ရပါတယ်